အားလုံးပဲမင်္ဂလာပါနော်ဇာတာစစ်ဆရာမလေးမပါပါဒီနေ့မှာတော့လေကျမက2026မှာတင်ဟာဘလို့ပုံစံဖြစ်လာမလဲဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နဝင်းတေရော့နမိတ်ကက်ကလေးနဲ့အဖြေထုတ်ပေးမှာဖြစ်ပါတယ်နော်နဝင်းတေရော့နမိတ်ကက်လေးဆိုတာလေကျမမိတ်ဆက်ပေးခြင်းနဲ့နော်ဒီအဋိဌံတင်ထားတဲ့ဒီ post တွေဖြစ်တယ်ဒီ post တွေဟာအဋိဌံနဲ့နဝင်းဆိုတဲ့အတိုင်းပဲဒီကိုနဝင်းပေါ့နဝင်းနဲ့အဋိဌံထားတဲ့အတွက်ကြောင့်မလို့တကယ်လို့energy ကိုက်ညီရဲ့ပဋ္ဌာန်းဆက်တွေဆိုလို့ရှိရင်เนาะဒါဒီဗီဒီယိုလေးမှာဒါတိုက်ဆိုင်မယ်လို့မျှော်လင့်နေเนาะဒီတော့အရင်ဦးဆုံးကိုကတ်ပေါ့နဝင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကတ်နဲ့နမိတ်ဖတ်မယ်เนาะလာမယ့်2026မှာသင်ဟာဘလို့ပုံစံဖြစ်လာမလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးဆွဲသွားမှာဖြစ်တယ်เนาะဒီတော့ဒါပေမဲ့ဒီထဲမှာ1နှစ်3ကိုရွေးရမယ်เนาะပိုင်1ရဲ့ပိုင်1လေပိုင်2ရဲ့ပိုင်3ရဲ့မိတ်ဆွေရအရင်ဦးဆုံး1 2 3ကိုရွေးလိုက်မယ်ပြီးရင်ကျမကဒီ1 like 2 like 3 like ကိုမှကိုကတ်နဲ့ကိုဖတ်တော့မှာဖြစ်ပါတယ်เนาะကဲစဖတ်တော့မယ်เนาะပိုင်1ကိုစပြီးဖတ်မယ်အတွက်ကြောင့်မလို့ကျမကပိုင်2ကိုခဏပိုင်2နဲ့3နဲ့ကိုဒီဘက်ဖလားလေးတွေကိုခဏထည့်ထားလိုက်မယ်เนาะဖလားလေးတွေကိုခဏထည့်ထားလိုက်မယ်ဒီမှာเนาะဒါဖလားလေးတွေကိုခဏထည့်ထားလိုက်မယ်ထည့်ထားပြီးတော့ဒီဘက်ကိုရွှေ့ထားလိုက်မယ်ပိုင်3ကိုเนาะပိုင်1ဖတ်နေတဲ့အချိန်မှာဒါပိုင်2နဲ့ပိုင်3လေးကိုဒီဘက်ကိုရွှေ့ထားလိုက်မယ်เนาะစပြီးတော့1ကိုကျမတို့ဖတ်တော့မယ်ဒါဒီဘက်ကိုရွှေ့ထားလိုက်မယ်ကတ်တရားကိုကတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကြည့်ပြီးထားเนาะ1 2 3 4 5 6 7 8 9ကင်မရာလေးကိုဒီဘက်ကိုရှုလိုက်မယ်နော်ကဲစဖတ်ပါတော့မယ်ပိုင်1သမားလေးပိုင်1သမားလေးတွေကလေနော်2026မှာအလုံးနဲ့တော့၎င်း relationship နဲ့တော့၎င်းမိသားစုဒီလုပ်ငန်းစီးပွားရေးနဲ့တော့၎င်းပေါ့နော် planning တွေတွေ့တယ်နော်ချစ်သူကြီးစားနဲ့ relationship နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်း planning တွေတွေ့နေတယ်နော်ကိုကစပြီးတော့2026ဆိုလို့ရှိရင်ကိုယ့်ရဲ့မသိစိတ်ထဲမှာဒီ relationship နဲ့ပတ်သက်လို့ရှိရင်ကိုကမင်္ဂလာဆောင်တဲ့ပုံရိပ်တွေဒီလိုမျိုးပေါ့နော်ကိုဖြစ်ချင်တဲ့ဆန္ဒတွေကို unconscious mind မှာကိုကဒီ progress တွေလုပ်နေတယ်ဒီ partner နဲ့ပတ်သက်ပြီးတော့ relationship နဲ့တော့၎င်းနောက်ထပ်ကိုကအလုပ်နဲ့ပတ်သက်လာလို့ရှိရင်လည်း planning mind တွေလည်းလောက်ကင်နိုင်တယ်ကိုယ့်ရဲ့တိုးတက်ကြီးပွားဖို့အောင်မြင်မှုအတွက်ကိုမှဒီအစီအစဉ်တွေဆွဲနေတာမျိုးတွေတော့ရှိနေတယ်เนาะ2026အတွက်ကိုက ready လုပ်ထားတယ်ဟော manifestation နဲ့เนาะ manifestation ကလည်းကြာတယ်တဲ့မသိစိတ်မှာကိုလိုချင်တဲ့အရာတွေကိုလည်းဒီပိုင်ဝမ်းလေးတွေကဆွဲဆောင်နေတာဆိုတော့တွေ့ရတယ်เนาะပြင်ဆင်နေတယ်เนาะ power movement အပြည့်နဲ့တွေ့လားဒီမှာเนาะဓာတ်တွေဒီမှာတွေ့လားဟွာတွေနဲ့เนาะကိုယ့်ရဲ့တော့ magical ကတ်ကြီးကိုက manifest တွေလည်းလုပ်နေတယ်မသိစိတ်ကနေပြီးတော့ကိုလိုချင်တဲ့အရာတွေကိုလည်းရအောင်ယူမယ်ဆိုပြီးတော့မှဒါစိတ်ကူးရင်ပုံဖော်မှုတွေလည်းလုပ်နေတယ်เนาะကဲဒီကတ်ကိုလည်းကြည့်လိုက်เนาะဒါ creation နဲ့တွေ့လားဒီပေါ့နော်တီထွင်ကြံစားမှုတွေရဲ့နောက်တိုးတက်ပြောင်းလဲမှုတွေဖြစ်အောင်လုပ်လေပိုင်ဝမ်းလေးတွေကလုပ်နေတဲ့ action တွေလည်းယူနေတယ်เนาะခိုင်မာမာနဲ့အပီပင်ကိုလှုပ်ဆောင်နေပြီးတော့မှ in type r type ကိုလုပ်နေရလဲတွေ့ရတယ်ပိုင်ဝမ်းလေးတွေရဲ့ energy ကတော့အရန်ကို good တယ်เนาะပြီးရင်တွေ့လား motivation ကကြီးထက်ကြလာတယ်နဲ့ထက်တလဲလဲကိုသူက creative ဘိုင်းနေပေါ့နော်တီထွင်ပြီးတော့ဒီ online မှာတော့၎င်း YouTube မှာတော့၎င်း TikTok မှာတော့၎င်းအမြဲတမ်း lamp လုပ်ပြီးတော့မှဒီပိုင်ဝမ်းလေးတွေကဒီတိုးတက်ဖို့အတွက်နဲ့ creative ဖြစ်ဖို့အတွက်နဲ့ဒါ motivation အပြည့်နဲ့เนาะကဲအမျိုးသမီးကတွေ့လားဒီမှာဟွာတော့ကင်ထားသေးတယ်เนาะအမျိုးသမီးကတကယ်ကို power အပြည့်နဲ့เนาะအမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေဒီကိုယ့်ရဲ့အတွင်းပါဝါအားတွေကိုသုံးပြီးတော့မှတကယ်ကိုเนาะအလဲနှမ်းနေရလဲထွက်နေတဲ့တကူလုံးမှာဒီလိုမျိုးတွေပုံစံနေနဲ့ in type r type ကိုတွေ့ရတယ်ပိုင်ဝမ်းလေးက2026မှာထ
ထပ်ကြပြန်ပြီ motivation နဲ့အပြည့်ပဲ motivation ပဲဘာတွေပဲလာဆုံးဖြတ်ချက်ချပြီးွားကြီးတုံးဆိုတိုက်ကြားဆိုကတ်ဒီလိုမျိုးတွေလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပိုင်ဝန်းလေးတွေကသွားနေတယ်နော်အောင်မြင်မယ်ဆိုတာလည်းယုံကြည်နေတယ် तू ကဘာဖြစ်လို့လဲဆိုတော့ तू က set is stand by နေလေကောင်းတယ်လေနော် तू က तू ဒီသူ့ကို तू မြင်တဲ့အမြင်တွေပေါ့နော်အဲ့ဒီအမြင်တွေကလည်း तू ကလုံးဝယုံကြည်ချက်တွေအပြည့်ရှိနေတယ်အပြည့်ရှိနေတဲ့အတွက်ကြောင့်မလို့ तू ကလုံးဝကိုဒီပိုင်ဝန်းလေးတွေက energy ကောင်းမွန်နဲ့ရှေ့ဆက်ဖို့အတွက်ကိုရှိနေတယ်နော်2026မှာဒီတော့ relationship နဲ့ပတ်သက်ပြီးတော့တွေ့လားသူ့မှာ relationship နဲ့ပတ်သက်ပြီးတော့လေရွေးချယ်စရာတွေကလည်းအများကြီးရှိတယ် relationship နဲ့ပတ်သက်ပြီးတော့လေ तू ကဒီသူ့ရဲ့ emotional တွေ emotion ခံစားချက်အတိုင်းမှာ तू ကရွေးချယ်မယ်ပေါ့နော်သူ့ရဲ့စိတ်ခံစားချက်ကိုလိုက်ပြီးတော့ရွေးချယ်မယ်ဆိုတော့နမိတ်ကိုဖြစ်တယ်ဘာလို့ဆို तू ကနှလုံးသားကိုပဲဦးစားပေးမဲ့ပုံပဲပိုင်ဝန်းလေးတွေကနော်ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူနဲ့တော်၎င်းကိုယ်စိတ်ကူးရင်ပုံဖော်ထားတဲ့လူနဲ့တော်၎င်းဒါပေါ့နော်ဒီသူ့ရဲ့ခံစားချက်တိုင်းလုပ်မယ်ဆိုတော့သဘောတရားဟောကိုစောင့်နေတယ်နော်ပိုင်ဝန်းလေးတွေကကဲနောက်ထပ် तू က celebration ကတ်ကြီးကြတယ်နော်ပြီးတော့ပြည့်စုံတဲ့အပိုင်းနဲ့လာလိမ့်မယ်ပြည့်စုံမှုတွေလည်း तू ရလိမ့်မယ်နော် innovative ကတ်ကြီးထပ်ကြပြန်ရော innovative ကလည်း तू ကပေါ့နော်ခုန creative ကတ်ဒီကောင်က innovative ကတ်ပြောစရာတော့မလိုတော့ဘူးအဲ့တော့ energy တွေအရန်ကောင်းတယ်နော်ပိုင်ဝန်းလေးတွေဒီတော့ပိုင်ဝန်းလေးတွေကကိုယ့်ရဲ့တကက်ချင်းစီမှာခုနပြောသွားတဲ့အတိုင်းကိုကဒါဒီလိုမျိုးတွေမသိစိတ်ထဲမှာတိတ်မြုပ်နေတဲ့အရာတွေကရှိပြီးသားတယ်အဲ့ဒီရှိပြီးသားတွေကိုကလက်တွေ့အကောင့်ထဲပေါ်ဖို့ပဲရှိတယ်နော်ဒါနဝင်း tarot နမိတ်ကတ်နဲ့ဖတ်လိုက်တဲ့အခါမှာဒီကတ်တွေကြားတဲ့အခါမှာကိုယ့်ရဲ့ဒါဉာဏ် wisdom ရဲ့ဒါ intuition ရေကိုပေါင်းဆက်ပြီးတော့မှကိုကလက်တွေ့စံနေပေါ့နော်လက်တွေ့စံပြီးတော့တကယ်ကိုလက်တွေ့ကြနဲ့ action တွေယူဖို့ကြိုးစားပါလို့ဒါပိုင်ဝန်းလေးတွေကိုပြောချလိုက်ခြင်းဖြစ်တယ်နော်ကဲပိုင်တူးလေးတွေကိုလာမယ်နော်ဒါတော့ပိုင်ဝန်းပြီးတဲ့အတွက်ကြောင့်မလို့ပိုင်ဝန်းလေးတွေကတော့ဒါကုလပ်ပါနော်ပိုင်ဝန်းလေးတွေကတော့ကုလပ်ပါဒါတော့ပိုင်ဝန်းပြီးပါပိုင်ဝန်းတွေကတော့ပြီးသွားပါပြီဒီဘက်ကိုထားလိုက်ပါတော့မယ်ပိုင်တူးလေးတွေလာပါပြီနော်ကဲပိုင်တူးလေးတွေကတော့ခုနဒီမှာကဲပိုင်တူးလေးတွေအကြောင်းဆက်ပြီးတော့ဖတ်မယ်နော်ပိုင်တူးလေးတွေကဲပိုင်တူးလေးတွေမင်္ဂလာပါပိုင်တူးလေးပိုင်တူးလေးတွေအတွက်ကိုဘာတွေဆက်ဖြစ်မလဲဆိုတော့ကတ်တီဖြစ်မယ်နော်ပိုင်တူးလေးတွေကလည်းလာပြီနော်ပိုင်တူးလေးဘယ်ကတ်ကြလဲဆိုတာအာယုံပြုတာနော်ဒါတွေကနဝင်း tarot နမိတ်ကတ်တီဖြစ်တဲ့အတွက်ကြောင့်မလို့ဒိဋ္ဌံတင်ထားတဲ့ post တွေဖြစ်တယ်ဒီတော့ယုံကြည်နဲ့ energy ကိုက်တယ်ဆိုလို့ရှိရင်တော့မင်းအတွက်ဖြစ်တယ်နော်အဲ့တော့ကဲပိုင်တူးလေးတွေကိုဆက်ပြီးတော့ဖတ်ပါမယ်နော်ကဲပိုင်တူးလေးတွေကကြားတဲ့ကတ်ကတော့အမလီနော် relationship ပဲပိုင်တူးကတော့အဓိက relationship ကိုပဲဦးစားပေးတယ်သူက relationship တွေနဲ့ emotional တွေကိုပဲဦးစားပေးတယ်အလိုလိုသိစိတ်တွေကိုပဲသူကလက်ခံယူထားတဲ့energy ပဲပိုင်တူးကဘာလဲဆိုရှင်းလေးပဲပိုင်တူးသမားလေးတွေကဒီ relationship နဲ့ပတ်သက်ပြီးတော့သူ့ရဲ့စိတ်ခံစားချက်နဲ့သူ့ရဲ့အလိုလိုသိစိတ်ကိုပဲသူကယုံကြည်တယ်ဆိုတဲ့ကက်ကလေးပဲเนาะပိုင်တူးသမားတွေကပြီးတော့သူကယုံကြည်တယ်တဲ့เนาะသူ့အတွက်ကစမှာပေါ့เนาะစမယ်ဆိုတာကိုသူကယုံကြည်လာတယ် beginning ကတ်တယ် beginning ရယ် believing ရယ်သူကเนาะသူ့ကို protect လုပ်ထားတဲ့လူလည်းရှိတယ်သူ့မှာအဆောင်ရှောက်ကောင်းနေရှိနေတယ်ဆိုလဲခုန intuition ကတ်ကြီးကြားတယ်လေကွာ intuition ကတ်ကြီးကြားတဲ့အတွက်ကြောင့်မို့ချိတ်ဆက်လိုက်လို့ရှိရင် तू ကဘာဖြစ်လဲဆိုတော့သူ့ကိုကာကွယ်စောင့်ရှောက်နေတဲ့အဆောင်ရှောက်ရှိတယ်ဆိုလဲ तू ကသိပြီးသားပိုင်တူးရဲ့ energy เนาะပိုင်တူးရဲ့ energy ကအဲ့တိုင်းပဲပြီးလို့ရှိရင် तू က learning ကတ်ကြီးကြားနေเนาะ learning က तू ကလေ့လာနေတယ်ဆိုတော့သူ့ရဲ့ဒီမှာတစ်ဆက်တည်း relationship နဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မို့ तू ကလေ့လာနေဘလို့ပဲဖြစ်သူ့ရဲ့လက်ရှိ partner တော့၎င်းเนาะ तू ကတကယ်လို့ partner မရှိသေးရင်လည်းသူ့ရဲ့ဒါ crush ပေါ့เนาะ crush နဲ့ပတ်သက်ပြီးတော့လည်း तू ကလေ့လာနေတယ်လေ့လာပြီးတော့မှ तू ကဘာလဲဆိုတော့ဒီပေါ့เนาะ
ဘယ်လိုပြောရမလဲ traditional cut လေဒီ tradition ဆိုတဲ့ cut ကကြတော့ तू ကဒီတမယိုးကြောက်ပဲ तू လက်ခံတယ်တမယိုးကြလေတမယိုးကြသူ့ရဲ့ခုနကတော့ तू ပြောထားပြီးသားလေ intuition လို့ပြောတဲ့အတွက်ကြောင့်မို့ तू ကသူ့ရဲ့ခံစားချက်တိုင်းပဲ तू လုံးမှာသူ့ခံစားချက်တိုင်းပဲသူ့ရဲ့ဒါတဘာဝဆန်ဆန်နဲ့အဲ့လိုမျိုးပဲလုံးမှာ तू ကအပိုမလုပ်ဘူးသူ့ရဲ့စိတ်ထဲမှာဖြစ်လာတဲ့ဒီအလိုလိုသိတဲ့စိတ်နဲ့ပေါင်းဆက်ပြီးတော့ပဲ तू ကလုံးမှာကျန်တာတွေကို तू ပိုင်တူကတိတ်ပြီးတော့ဂရုမစိုက်ဘူးเนาะအော်တွေ့လား open heart တဲ့သူ့ရဲ့နှလုံးသားတကားကိုဖွင့်ထားတယ်ကြပြန်ပြီတွေ့လား intuitive နဲ့ intuition ကကြီးကြတယ်ပိုင်တူကပိုင်တူ energy ကဘာလဲဆိုတော့အရန်ကောင်းတယ်သူကသူ့သိနေဆိုတာသူ့စိတ်ထဲမှာထင်နေတဲ့အရာတွေပေါ့နော်အဲ့လိုသိနေတယ်ပြင်ပိုင်တူကလေလေးလာသိမှုလည်းအရန်ကောင်းတယ်တော်နော်လေးလာသိမှုလည်းအရန်ကောင်းတယ်နော်ပြီးတော့ပိုင်တူကကျတော့သူကပြင်ဆင်နေလေသူကဘယ်လိုပြောလဲဘယ်လိုဖြစ်လဲဆိုတော့သူကပြင်သူ့မှာ planning အရန်ကောင်းတယ် preparing နေအရန်ကောင်းတယ် preparing နဲ့အရန်ကောင်းတဲ့အတွက်ကြောင့်မလို့ तू ကသူ့မှာဘယ်လိုလဲဆိုတော့ cheer လုံးမဲ့ဟာလဲပေါ်လာအောင်မှာ तू ကနော်တိုက်ဆိုင်အောင်မြင်မှုတွေရလာအောင်မယ်လို့ပြောတာအောင်မြင်မှုတွေရမယ်နောက်တစ်ခုကကြတော့ तू ကအရန်ချစ်တတ်တာနော်ချစ်တတ်တယ်ပိုင်တူကပေးဆက်တတ်တယ်နော်ပိုင်တူသမားက तू ကချစ်မယ်ပေးဆက်မယ်ဒါပဲသိတယ်နော်သူ့ရဲ့ဒီစိတ်ခံစားချက် psychic ကနော် तू ကတွေ့လားကတ်တွေရလေအချိတ်အဆက်လိုက်ကိုကြာလာနော်သူ့ရဲ့ကတ်ကသူ့ရဲ့သဘောတရားကဒါပါပြီးသားနော်ဒီလိုနာမည်တွေပါပြီးသားဘာမှဒါဟိုဖြစ်လို့မရဘူးပိုင်တူရဲ့ energy ကသူကချစ်တတ်တယ်ပေးဆက်တတ်တယ်သူ့ရဲ့စိတ်ခံစားချက်ကိုလည်းလိုက်တယ်နော်ပြီးလို့ရှိရင်သူကလေတခါတလေကြလို့ရှိရင်သူကလေသူကပေါ့အရန် worry များပြီးတော့လေသူကလေအစိုးမြင်တဲ့အတွေ့အကြုံလေပိုင်တူရဲ့ energy ကတခါတလေရောက်တတ်တာနော်တခါတလေရောက်လာတာ sometime ပေါ့သူ့ရဲ့စိတ်ထဲမှာတခါတည်းကိုလေ negative အရန်လေဟိုဘယ်လိုပြောမလဲဟိုပါပေါ့နော်နည်းနည်းဟိုဖြစ်ပြီးတဲ့အချိန်မှာဒီ worry တွေပွားလာပြီးတော့မှအိမ်မပြောတဲ့အခိုက်အတန့်ရှိတတ်တယ်ပေါ့နော်ပိုင်တူကအဲ့တော့ပိုင်တူကမိတ်ဆွေတငယ်ချင်းအနေနဲ့ကလည်းသူကအရန်ကောင်းမယ်၃ယောက်တွေ့တယ်နော်ပိုင်တူမှာတကယ်ဟိုတွေးကြည့်လိုက်တော့ကြည့်လိုက်နော်ပိုင်တူမှာတကယ်ဟိုဟာရှိတယ်တဲ့၃ယောက်ကတော့လေတကယ်ကို friendship လို့တော့၎င်းလေအဲ့လိုမျိုးပေါ့နော်family ထဲမှာဆိုလို့ရှိရင်အဲ့လိုမျိုးဟိုအောင်တွေ့တယ်နော်ဒါ celebrate ပေါ့နော် community အတိုင်းဝိုင်းတော့၎င်းမိတ်ဆွေအပေါင်းအသင်းတော့၎င်းဆိုလို့ရှိရင်ဒီမှာ၃ယောက်လောက်ကတော့သူကရှိရဲတဲ့ရင်ဖွင့်ပေါ်တွေပေါ့နော်ရင်ဖွင့်ဘက်တိုင်မင်ဘက်တွေပေါ့နော်ရှိရဲတဲ့နော်ကဲပိုင်တူပါတဲ့ opportunity လာလိမ့်မယ်တဲ့နော် opportunity လာပြီးွားတာနဲ့ तू က creativity ကပ်ပဲတွေ့လားနော် action တွေ तू အမြန်ဆုံးယူလိမ့်မယ်တဲ့ပိုင်တူကနော်ပိုင်တူသမားလေးကလည်းအရန်ကိုမိုက်တယ်နော်တကခုနပိုင်ဝမ်းသမားနဲ့တော့မတူပိုင်တူသမားလေးတွေကနော်ဒီတော့ပိုင်တူသမားကအချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်စိတ်ခံစားချက်အရန်ဟိုဖြစ်တယ် तू ကစိတ်ခံစားချက်လည်းပြင်းထန်တယ်အလိုလိုသိစိတ်တွေလည်းရှိတယ်နော်ပိုင်တူအတွက်ကလည်း good luck ပါပိုင်တူက तू က opportunity လည်းလာမှာသူ့မှာ2026မှာသူ့အတွက်ကံကောင်းခြင်းလက်ဆောင်တွေရပြီလာလိမ့်မယ်သူ့ရဲ့အခွင့်အလမ်းတွေရယ်နော်ကံကောင်းခြင်းလက်ဆောင်အတိတ်နမိတ်တွေရယ်နောက်ဒါဟိုပါပေါ့ creative လုပ်တဲ့ဟိုဟာမျိုးတွေတွေ့လာလိမ့်မယ်နော်ဟိုပါနော်ပြီးရင် action တွေလည်းပိုင်တူကယူလာလိမ့်မယ်နော်ကဲပိုင်1လည်းပြီးသွားပြီပိုင်2လည်းပြီးသွားပြီပိုင်3ကိုဆက်ဖတ်မယ်နော်ပိုင်3လို့ဒါလေးကိုဖယ်ထားလိုက်မယ်ဒါ1နဲ့2နဲ့ပြီးသွားပြီနော်အဲ့တော့ကိုကရွေးထားတာအောင်ဆိုတော့ကြော်ပြီးတော့ကြည့်ပေါ့နော်ကိုကပိုင်1ပိုင်2ပိုင်လိုက်ကိုဆိုတော့ကြည့်လို့ဆိုတော့ဒါပိုင်2ဖြစ်ပြီးသွားပြီနော်ပိုင်2ပြီးသွားပြီပိုင်3လေးတွေလာပါပြီနောက်ဆုံးပဲအိမ်နဲ့လွယ်ပိုင်3လေးတွေကဘလူးကတ်ကလေးကြာမလဲဆိုတော့ကြည့်ရအောင်နော်အမလီစတားကတ်တဲ့ပိုင်3ကစတားကတ်ပဲပိုင်3ကစတားကတ်ပဲပိုင်3ကစတားကတ်ကလေးကြာတယ်အိုးပိုင်3ရဲ့ပိုင်3ရနော်ပိုင်3ရဒီမှာနော်ပိုင်3ကက်ကလေးအလဲပိုင်3ကဘလို့ကက်လဲကြာလဲဆိုတော့ကြည့်အောင်နော်ကဲပိုင်3လေးဖတ်မယ်ဆက်စချင်းမဲ့အမလေးစတားကက်တယ်ပိုင်3ရလေနော်စတားကက်တဲ့နော်ပြည့်စုံလိမ့်မယ်2026မှာပိုင်3လေးလိုချင်တဲ့အရာတွေတဲ့ပြည့်စုံကိုရရှိလိမ့်မယ်တဲ့နော်ဆူတောင်းထားတဲ့အရာတွေဒီ2025မှာပိုင်3အတွက်မဖြစ်သေးတဲ့အရာတွေလည်းလာလိမ့်မယ်တဲ့ဟောကဲ
ပိုင်း3ရေ organization เนาะလုပ်ငန်းခွင်မှာဆိုလို့ရှိရင်လည်း leadership နေရာမျိုးတွေခေါင်းဆောင်မှုခေါင်းဆောင်လို့ရတဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေမို့ပိုင်း3အတွက်လက်ခံရရှိမယ်လို့ပြောတယ်เนาะဒီမှာ Emperor ကတိတွေ့လား organization တွေမှာ leadership တွေမှာလေဒါเนาะleadership ပိုင်းတွေမှာဆိုလို့ရှိရင်လည်းပိုင်း3ကအခွင့်အလမ်းတွေပေါ်လာလိမ့်မယ်တဲ့เนาะပိုင်း3 life change နေမယ်เนาะ2025မှာဥပမာဒီပေါ့နော်စိုးခဲ့တယ်ပေါ့နော်ကိုအလုံးမကြတွေဖြစ်ခဲ့တယ်ကိုမရရှိတဲ့အရာတွေဆိုလို့ရှိလို့ရှင်လဲပိုင်း3ကဘဝမှာတိုးတက်ပြောင်းလဲမဲ့ဆိုတော့ကတ်နမိတ်လေးပါတယ်နော်ကိုရဲ့ဘဝမှာချိန်သွားလိမ့်မယ်တဲ့ပြောင်းလဲသွားလိမ့်မယ်လို့ပြောတာနော်ဟောပြည့်စုံမယ်တဲ့နော်ပြည့်စုံနော် abundance တောင်ရမယ်တဲ့ပိုင်း3ဒီမှာနော် abundance ကလေးနော်ပိုင်း3 energy က abundance ဆိုတာဒီလိုတရကိုပြောတာလေနော်လိုတရဘဝကိုရပြီးတော့အခွင့်အလမ်းတွေနဲ့ resources တွေပါရမှာနော် opportunity resources တွေလာမယ်တဲ့ပိုင်း3ရေဘာတွေလောက်ထားတယ်တော့မသိဘူး2025မှာဒီပိုင်း3ရဲ့ energy ကဒီပေါ့နော်fight ပြီးတော့ယူလိုက်ရတဲ့ဟာမျိုးတွေရှိလိမ့်မယ်တော်တော်လေးကိုလေfight ခဲ့ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အပြိုင်ဆိုင်နေပါကြီးလဲတွေ့ကောင်းတွေ့လိမ့်မယ်နော်အဲ့မှာကိုကအခွင့်အလမ်းတွေရဲ့ resource တွေလည်းရမယ်ပြီးလို့ရှိလို့ရှိရင်မျှတရမယ်နော်2025မှာအခုပိုင်း3ရဲ့ energy ကိုဘာတွေ့လဲဆိုတော့မျှတမှုမခံစားဘူးလားတွေ့တယ်ဥပမာလုပ်ငန်းခွင်တော့၎င်းနော်ဒီ relationship တွေနဲ့တော့၎င်းဒါမိသားစုမိဘဆွေမျိုးတွေမှာတော့၎င်းပေါ့နော်မျှတရမရခဲ့တဲ့အရာတွေကပိုင်း3ပြန်ရမှာနော် justice ဆိုတဲ့ကတ်နော် justice ဆိုတဲ့ကတ်ကိုလည်းပါတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ရမယ်ရပြီးသွားလို့ရှိလို့ရှိရင်ဒီမှာတွေ့လားဆရာကောင်းသမားကောင်းလည်းတွေ့လိမ့်မယ်ပိုင်း3ဆရာကောင်းသမားကောင်းလမ်းပြပေးမဲ့ဒါနောက်မှာနော်မိတ်ဆွေပေါင်းတင်နေတွေ့လားနော်မရသေးခဲ့တဲ့စိတ်ဒုက္ခရောက်ခဲ့တာတွေရှိလိမ့်မယ်ပိုင်း3ကစိတ်ညစ်စရာတွေပေါ့နော်2025မှာကိုဖြစ်ချင်တဲ့အရာတွေမဖြစ်ခဲ့တာတွေဖြစ်မဲ့အဲ့ဒီချိန်မှာပိုင်း3ရဲ့ energy က2026မှာအကုန်လုံးအဆင်ပြေသွားလိမ့်မယ်နော်ပြီးလို့ရှိလို့ရှိရင်ဒီမှာတွေ့လား fulfillment တစ်ခါထပ်ကြတယ်နော်ဒီမှာတွေ့လားအများကြီးပဲပိုင်း3သွားရလမ်းမှာအဆောင်ရှောက်ရှိပြီးသားအတွက်ကြောင့်မလို့ပိုင်း3မှာဒီမှာအများကြီးပဲဘေးမှာဝိုင်းနေတယ်ပိုင်း3ကမတိပဲနဲ့ရှာနေတာတကယ်တမ်းတော့ပိုင်း3ကိုဖြည့်ပြီးမဲ့အရာတွေအများကြီးပဲရှိတယ်နော်ပိုင်း3ကဒီမှာရှာဖွေနေတယ်တဲ့ဒီပြည့်စုံမှုတွေပေါ့နော်အဲ့ဒါလေးလည်းပိုင်း3ရလာလိမ့်မယ်ပြီးလို့ရှိလို့ရှိရင်ပိုင်း3ကိုပြောထားတာစိတ်ရှည်ရမယ်နော်စိတ်ရှည်ရဲ့ patient ကတိကြတယ်တွေ့လားအခုကြည့်နေတဲ့ပိုင်း3လေးရဲ့ energy ကလေတိတ်ပြီးတော့စိတ်မရှိဘူးလားမသိဘူးတခါလေကြာရင်လောတက်တဲ့ပုံစံလေးနော်လောတက်တယ်ဆိုတာဖြစ်ချင်တဲ့ဆန္ဒလေးတွေကမသိစိတ်ထဲမှာရှိနေတာပေါ့နော်အဲ့ဒါလေးကိုဖြစ်ပါတယ်စိတ်ရှည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပိုင်း3က investment လုပ်ထားလို့တဲ့နော် investment ဆိုတာပညာနဲ့တော့၎င်းဒါပေါ့နော်တခုခုပေါ့နော်လေးလာသင်ယူပြီးတော့ invest လုပ်တဲ့ကတ်လေးကြာတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီပိုင်း3ကနောက်ပိတ်ဆုံးကတ်မှာဒီမှာတွေ့လားတဲ့လား understanding နားလည်မှုနဲ့ trust ရှိပါတယ်နော်ယုံကြည်ပါတယ်ကိုပိုင်း3လေးကိုဘာပြောထားလဲဆိုတော့ကိုယုံကြည်မှုအပြည့်နဲ့နားလည်မှုနားလည်မှုအပြည့်ရှိပြီးတော့ယုံကြည်မှုအပြည့်ရှိပါဆိုပြီးတော့မှဒါပြောထားတာဖြစ်ပါတယ်နော်ပိုင်း3လည်း collect ပါနဝင်းထားတော့နမိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒိတ်ထန်တင်ထားတဲ့ post တွေနဲ့ဖတ်တာဖြစ်ပါတယ်နော်အားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေနောက်ဗီဒီယိုမှာတွေ့ကြရအောင်နော်